Hello အကျဉ်း follower တွေအားလုံးပဲမင်္ဂလာပါရှင်။အရင်2024တုန်းကပေါ့နော်2025အတွက် Twin Flame Reading လေးကိုတင်ပေးခဲ့တယ်။အဲဒီတစ်နှစ်ပတ်လုံး reading မှာတကယ် energy နဲ့ကိုက်ညီတဲ့သူတွေတကယ်ပြောတဲ့ reading တွေအတိုင်း energy resonate ဖြစ်သွားတဲ့သူတွေ messenger မှာလာပြောကြတယ်ပေါ့နော်။အဲ့တော့တကယ် permanent ရှင်နဲ့ရသွားတဲ့သူတွေအတွက်လည်းအရန်ကိုဝမ်းသာပါပဲနော်။အဲ့တော့အခုက2026အတွက် Twin Flame လေးတွေအနေနဲ့ဘလို့အရာလေးထူးခြားပြောင်းလဲမှုရှိမလဲအားတွေကိုက reading ဖတ်ပေးမှာဖြစ်ပါတယ်။အပိုင်းတစ်ပိုင်းခွဲပြီးတော့ပေါ့နော်တင်ပေးပါမယ်။ပထမတစ်ပိုင်းကကျတော့ DF လေးတွေ2026မှာကြုံတွေ့ရမယ့်အရာဆိုပြီးတော့ပြောပေးမယ်။နောက်တစ်ချက်ကကျတော့ DM energy ရှိတဲ့သူတွေ2026မှာဘာတွေကြုံတွေ့ရမလဲ။เนาะအဲ့ဒါလေးပြောပေးမယ်။ပြီးလို့ရှိရင်တော့ DM ရော DF ရောနှစ်ယောက်စလုံးကြုံတွေ့ရမယ့်အနာဂတ်အတွက်ပြောင်းလဲမှုပေါ့နော်။အဲ့ဒါလေးတွေကိုပြောပေးမှာဖြစ်ပါတယ်။အဲ့တော့အရင်ဆုံး DF လေးတွေကြုံတွေ့ရမယ့်အပြောင်းလဲလေးတွေကိုအရင်ဆုံးစပြီးတော့ပြောပါမယ်เนาะ။အဲ့တော့ဟုတ်ပြီပေါ့နော်။ဒီမှာ DF လေးတွေနဲ့ပထမဆုံးတစ်ချက်ကဘာတွေ့ရလဲဆိုတော့သူတို့ကိုယ်တိုင်ကြောက်စိတ်နဲ့လွှမ်းမိုးနေတဲ့အရာလေးတွေအထူးသဖြင့် no contact separation ဖြစ်နေတဲ့သူပေါ့နော်လုံးဝဒီ relationship ကလုံးဝ A ဆက်သွားပြီး second chance မရှိတော့ဘူးလို့ထင်ထားတဲ့ twin flame connection သမားလေးတွေကိုပို့ပြီးယူရတယ်အဲ့ဒီ DF လေးတွေကိုပို့ပြီးယူရတယ်ပေါ့နော် on off ဖြစ်နေတဲ့ DF လေးတွေထက်no contact ဖြစ်နေတဲ့ DF လေးတွေပေါ့နော်သူတို့ဆွဲထားရက်နဲ့သူတို့နောက်ကနေသူတို့ကိုယ်တော့ပြန်မကြည့်ဘဲနဲ့ထွက်ခွာသွားတဲ့DM လေးတွေနဲ့ပြန်ဆုံဖို့သူတို့ manifest လုပ်နေရလေးတွေရှိတယ်။အဲ့ဒီရှိနေတဲ့သူလေးတွေကသူတို့ရဲ့ကြောက်စိတ်တွေကသူတို့ရဲ့ image ထဲမှာလာပြီးတော့သူတို့ကိုပြန်ပြောပြတာမျိုး message တွေပေးတာမျိုးကြုံရနိုင်မယ်ပေါ့နော်။အဓိကအဲ့ဒီကြောက်စိတ်တွေကိုဖျောက် twin flame journey ဒီနော်နှစ်ယောက်က manifest တွေကိုတခြားလုံးနိုင်မယ်။ karmic တွေကိုတခြား cleansing ဖြစ်အောင်လုပ်နိုင်မယ်ဆိုရှင်ပြန်ဆုံမယ်ဆိုတဲ့ sign တွေကိုသူတို့ image တွေထဲမှာပြပေးလိမ့်မယ်နော်။အဓိကကြောက်စိတ်တွေကိုဖျောက်ဖို့ပဲ။အဲ့ဒီကြောက်စိတ်တွေကိုဖျောက်လိုက်နိုင်မယ်ဆိုရင်ပေါ့အဲ့ဒီ DF လေး no contract ဖြစ်နေတဲ့သူနဲ့ contract တွေပြန်ရမယ်ဆိုတာမျိုးကိုအချက်သမားတွေ့ပါတယ်အဲ့လို AD ASAP ဖြစ်နေဆက်ဆံရေးတွေကနေပြန်ပြီးကောင်းမွန်လာမယ်အခြေအနေမျိုးလေးကိုတွေ့ရပါတယ်เนาะအဲ့တော့ဟုတ်ပြီနောက်တစ်ချက်ကကျတော့ဘာတွေ့လဲဆိုတော့အထူးသဖြင့်ဒီ2026မှာเนาะ twin flame DF လေးတွေအနေနဲ့ကကို twin flame မဟုတ်တဲ့တခြား other person เนาะဒီ soulmate partner မဟုတ်တဲ့ false twin flameနော်အဲ့လို connection မျိုးရှိတဲ့သူနဲ့ဆုံရမှာမျိုးလေးအခြေတွေ့တယ် false twin flame ဆိုတာဘာလဲဆိုတော့အဓိက karmic connection ကိုပဲရည်ရွယ်တာ karmic partner ကိုရည်ရွယ်တာပေါ့နော်ကို twin flame မဟုတ်ပေမဲ့ twin flame နီးပါ energy attraction အရင်ရှိတဲ့သူမျိုး universe ကကိုအဲ့လို partner မျိုးနဲ့ပေါ့နော်ဒီကိုရဲ့စိတ်ကိုစမ်းသပ်တာမျိုးလေးတွေကြုံဖို့ရှိပါတယ်နော်ဆက်ချင်းမှာတော့သူနဲ့တွေ့ဆုံရတာအရင်ပျော်ပြီးတော့ကိုရဲ့ twin flame တော့မေးတဲ့ပုံစံမျိုးထိအောင်ဖြစ်သွားနိုင်တယ်ဒါပေမဲ့အဲ့ဒါလေးကိုဘာလို့ဖို့လိုအပ်တဲ့အရာတွေကိုပြမှာလဲဆိုတော့ကိုရဲ့ twin flame ရဲ့တန်ဖိုးကိုပြမှာဖြစ်ပါတယ်နော်ဒီတစ်ဖက် current person ကပေးတဲ့သင်ခန်းစာတွေကိုတိတိကျကျ healing လုပ်ရမယ်သင်ယူရမယ်ဆိုတော့ဒီ process ကိုလုပ်ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါတချို့ DF လေးတွေအဲ့ဒီအရာမျိုးနဲ့ကြုံရမှာမျိုးကိုအချက်သမားတွေ့ပါတယ်နော် new love ပေါ့နော်အဲ့တော့ new love ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့စိတ်လှုပ်ရှားမှုအသစ်ပေါ့နော် new experience ဒီလိုအရာလေးကြုံလာမဲ့အပေါ်မှာငါ twin flame ကိုငါမေ့နိုင်သွားပြီဆိုပြီးအဲ့လိုမျိုးကိုကို proud ဖြစ်တဲ့အချိန်မှာပဲကိုယ့် ego တွေပြန်တက်လာတဲ့အချိန်မှာပဲ twin flame မဟုတ်တဲ့ဒီ karmic person ကကိုယ်အတင်ငယ်စာကောင်းကောင်းပေးမှာကိုယုံကြည်မိလိုက်လို့ရှင်အဲ့ဒီယုံကြည်မှုကဒီလိုအရာတွေပြန်ပြီး reflection ပြန်လာတယ်ဆိုတဲ့အရာတွေကိုကိုသိအောင်ပြမှာမို့ဖြစ်ပါတယ်အဲ့တော့တချို့ DF တွေတတိထားပါနော်အဲ့လို karmic partner နဲ့နောက်တစ်ခါမှကြုံတွေ့ရဖို့ရှိပါတယ်ဒါပေမဲ့အချက်တစ်ခုပြောချင်တာကလေအဲ့ဒီ universe က test လုပ်တဲ့အရာကလေ healing တွေ self love တွေတခြားလောက်ထားတဲ့ DF လေးတွေအနေနဲ့ကကြတော့အဲ့ဒီအရာကိုကြော်လာနိုင်မယ်ဘယ်လိုကြော်လာနိုင်မလဲဆိုတော့ဒါ illusion လား intuition လားဆိုတာတခြားသိမယ်ကွာကို့အနာကိုကတ်လာတဲ့သူကကိုနဲ့ energy match မဖြစ်ဘူးကိုနဲ့ energy ထပ်တူညီတဲ့သူမဟုတ်ဘူးဆိုတာကိုသူတို့ရဲ့ soul level ကသိပြီးညွှန်ပြနေသူတွေရှိမယ်အဲ့လိုဆိုရှင်တော့အဲ့ဒီ current person ကိုသူတို့ကြုံရနိုင်နေမယ်အဲ့လိုမှမဟုတ်ဘူး twin flame journey မှာ healing နဲ့အားစိုက်ထုတ်မထားဘူး self love တခြားမထားထားတဲ့ DF လေးကတော့တခြားပေါင်း force twin flame နဲ့ဆုံပြီးတော့နည်းနည်းလေးသင်ခန်းစာတွေသင်ရမယ့်အပိုင်းလေး2016မှာတော့ရှိပါမယ်နော်ဟုတ်ပြီနောက်တစ်ချက်ကကျတော့အချက်ဘာတွေ့လဲဆိုတော့ပေါ့နော်တချို့ twin flame DF လေးတွေကလေဒီလားကိုယ့်ရဲ့တစ်ဖက် twin flame DM မှာ third person ရှိတဲ့သူလေးတွေပေါ့နော်အဲ့လိုမျိုးဆိုရှင်အဲ့ဒီ third person နဲ့ကိုနဲ့အဲ့လိုမျိုးနှိုင်းရှင်ချင်းမိတာမျိုးလေးတွေရှိနေမယ်ဒီလားအဲ့လိုမျိုးအခိုက်အတန့်တွေ2016မှာကြုံတွေ့ရနိုင်မယ်ပေါ့နော် just လုပ်နေရပေါ့နော်ဒီသူကိုယ့်ရဲ့ twin flame ကတခြား third person ကိုဘာဖြစ်လို့အရေးပေးညာလဲဘာကြောင့် focus ထားနေတာလဲငါကော third person နဲ့ပတ်သက်ရှင်ဘာတွေအားနည်းချက်အတားချက်တွေရှိနေလို့လဲဒါတွေကိုကိုပြန်ပြီး just လုပ်နေလိမ့်မယ်အမှန်တကယ်ကတော့ဘယ်သူနဲ့မှနှိုင်းရှင်စရာမလိုဘူးเนาะ twin flame ဒီကိုယ့်ရဲ့
ဘယ်လိုခေါ်မလဲ concentration ထားရမယ်တကယ် heavy မဟုတ်ဘူးကွာတကယ်မှာ twin flame ဒီကိုပဲကိုယ့်ရဲ့ DM ဒီကိုပဲအဲ့ဒီ mindset ကိုထည့်ထားရမယ်ကိုယ့်ကိုယ်တဲ့အရေးကြီးပြီးအရန် powerful ဖြစ်နေတဲ့သူလို့ကိုယ့်ရဲ့ DM ကိုသွားကြည့်လို့မရဘူးအဲ့လိုဆိုရှင် third person ပေါ်မှာ jealous ဖြစ်တာတွေ third person နဲ့ကိုယ်နဲ့နှိုင်းယှဉ်တာမျိုးတွေဖြစ်လာလိမ့်မယ်เนาะအဲ့အတွက်ဘာကိုအဓိကထားရလဲကိုယ့်ကိုယ် self love ကိုအဓိကထားရမယ်เนาะကိုယ်ဒီလုံးဝ crown person เนาะကိုယ်ဒီလုံးဝ self love အဖြစ်နဲ့ queen energy ဒါမျိုးနဲ့နေရမှာဖြစ်တယ်เนาะ third person ကို queen အနေနဲ့ထားလိုက်မယ်ဆိုရှင်တော့ကိုယ်ဒီလုံးဝဘာမှမဟုတ်တဲ့သူတယောက်လို့ကိုယ်ကိုခံစားရပြီးတော့ energy drain တာမျိုးဖြစ်စေလိမ့်မယ်เนาะအဲ့တော့ပြီးတော့နောက်တစ်ခါကျတော့ဒီတစ်ဖက် twin flame DM ကကိုယ့်ကိုမပြောဘဲနဲ့ဖုန်းခွေထားတဲ့ခံစားချက်လေးကဘာလေးတွေဖြစ်မလဲအဲ့ဒါကိုအရင်သိချင်နေတဲ့ DF လေးတွေရှိပါလိမ့်မယ်ဒါပေမဲ့အချိန်တန်သိလာရမှာเนาะဒီလားအဲ့ဒီအရာလေးတွေကိုအရင်သိချင်သွားနဲ့ပြေးလိုက်တာမျိုးမလုံးနဲ့ကိုယ့်ကိုယ်ပဲ self focus ထား self center ထားလို့အရင်ပြောချင်ပါတယ်เนาะအဲ့တော့တချို့ DF လေးအနေနဲ့ကြုံတွေ့ရမယ့်အရာကကျတော့ဗာလဲဆိုတော့ပေါ့နော်mirror reflection ပေါ့နော်ကို twin flame ကကိုပြောချင်တဲ့အချက်လေးတွေပေါ့နော်အဲ့ဒါကိုခုနကအချက်ပြောတဲ့ဒီ karmic person နဲ့ကြုံတွေ့ရမယ့်သူတွေအများဆုံးဒီအခုအချက်ကဖြစ်လိမ့်မယ်ပေါ့နော်ကိုရဲ့ twin ကကိုဘာပြောချင်တာလဲအဲ့ဒီကို self love ထားဖို့ break up မဖြစ်ခင်တော့ပြောခဲ့တဲ့စကားလုံးတွေရှိမယ်ဆိုရင်အဲ့ဒီအရာတွေကိုကဟိုဘယ်လိုခေါ်မလဲမလေးကျင်ထားပဲနဲ့ပေါ့နော်ကို self love ထားကောင်မှမသိပဲနဲ့တခြား third person ရဲ့အချစ်ခံမှုပဲလိုချင်နေရဆိုလို့ရှိရင်အဲ့ဒီအရာတွေတိုင်းအမှန်တိုင်းပြန်သိအောင် universe က test လုပ်မဲ့အခြေအနေမျိုးလို့မြင်ရပါတယ်ကိုပြန်မြင်လာရလိမ့်မယ်ပေါ့နော်အဲ့ဒီအခြေအနေတခု reflection လောက်ကမဲ့ color တခုလို့ angel ကတော့ဒါမှမြင်ရတယ်တချို့ twin flame DF လေးကြောင့် mind game ကစားနေရမျိုးရှိတယ် mind game ဆိုတာကဘာလဲဆိုတော့ तू မဆက်သွယ်ငါမဆက်သွယ်ငါရဲ့တစ်ဖက်က twin ကငါ့ကိုမဆက်သွယ် तू ကတော့ ego ထားရင်ငါလည်း ego ထားမယ်ဆိုပြီးတော့သူ့ဘက်က contact မလုပ်ရင်ငါဘက်က contact စမလုပ်ဘူးဆိုတော့ mindset နဲ့ရှိနေတဲ့သူလေးတွေအဲ့ဒါကို mind game sorry လို့ခေါ်တယ်ပေါ့နော်ဒီ twin flame journey မှာအဲ့လိုမျိုးတွေမလုပ်ပါနဲ့အဲ့လိုမျိုးလုပ်လို့ရှိရင်တကယ်စွန့်စားခံအစ်စ်တွေ universe ကချပေးလိမ့်မယ် lesson တွေသင်ယူဖို့ပေါ့နော်အမှန်တကယ်ဆိုလို့ရှိရင် karmic တွေရှေ့ကြသေးတယ်ဆိုတဲ့အကြောင်းပြချက်ကလေခုနကလိုမျိုးတွေးတဲ့အချက်တွေကြောင့်ပေါ့နော်။ तू လာမဆက်တယ်ငါဆက်ပြီးမဆက်တယ်ဆိုတဲ့အချက်တွေကြောင့်ဖြစ်တယ်။တခါလေးမှကျွန်တော် twin flame နဲ့ကိုစုံတွေ့တယ် reunion ပြန်ပြီးပေးဖြစ်တယ် contact တွေပြန်ပြီးဆက်သွယ်မှု universe ကပေးရဆိုရှင်အဲ့ဒါဘာလဲဆိုတော့တစ်ဖက်သူမသိတဲ့အရာတွေကိုယ့်ဘက်ကနေသိအောင်ထောက်ပြဖို့ healing တွေကိုလုပ်နိုင်တယ်လားဆွဲခေါ်နိုင်ဖို့အတွက်သူတို့ကိုအကြံဉာဏ်တွေပေးဖို့အတွက်တွေးဆုံပေးတာအဲ့ဒီအရာတွေကိုကလွဲချော်သွားပြီး timing နေနဲ့အဲ့လိုလွဲအောင်ကိုယ်တိုင်ကလှုပ်လိုက်တယ်ဆိုရင်အဲ့ဒါတကယ်ကို adventure energy တွေလာလိမ့်မယ်เนาะ universe က test လုပ်တာလာလိမ့်မယ်အဲ့ချိန်ကြောင့်အရင်အလဲကွဲနဲ့ dark time အသေးဆုံးပုံစံမျိုးတွေပြန်ကြုံတွေ့ရတာ healing ကိုဟိုး0 setting ကနေပြန်စတာဒီပုံစံမျိုးတွေဖြစ်စေတတ်တယ်เนาะဒါကြောင့်မလို့အဲ့ mind game ဆိုတာမျိုးကိုအရင်လုံးဝ2026မှာမလုပ်စေချင်ဘူးကိုပဲ focus ထားကို twin flame ကိုဆက်တယ်လို့ရှိရင်ဘယ်အကြောင်းအရာပေါ်သူမူတည်ပြီးသူ့ဘာတွေပြောဖို့လိုအပ်တာလဲဒါတွေကိုကိုယ့်ရဲ့ mindset ကတခြားသိနေဖို့လိုတယ်เนาะအဲ့လိုမျိုးသိနေရအောင်လေကိုကဘာလုပ်ထားရမလဲ meditation တွေထိုင်မှာရမယ်ပေါ့နော်ဒါမှကို intuition က guidance ပေးတဲ့အရာတွေကိုလုပ်နိုင်မှာမဟုတ်လို့ရှိရင် illusion နေနဲ့ပဲလဲပတ်နေလိမ့်မယ်နော်ဒါလေးကိုတစ်ချက်ပြောချင်တယ်ပြီးတော့နောက်ဆုံးတစ်ချက်ကကျတော့ဒီ twin flame DF လေးတွေအဓိကကြုံရမယ့်အချက်ကကျတော့ဒီ force twin flame နဲ့ကြုံနေတဲ့သူလေးတွေအတွက်အဓိကပေါ့နော်အဲ့ဒါလေးကကိုယ့်ရဲ့ mindset ကိုလုံးဝပြောင်းဖို့လိုအပ်တယ် meditation တွေထိုင်ပြီးအဲ့ဒီ karmic ပတန်ကနေလွတ်မြောက်အောင်စူးစမ်းဖို့လိုအပ်တဲ့အချိန်လို့ပြောချင်ပါတယ် healing ပြည့်ဝနေသူတွေအတွက်ကတော့ခုနကအချက်ပြောတဲ့ mind game တွေမစော့ဘူးအဲ့လိုမျိုးတော့မဟုတ်ဘူးဆိုရင် reunion ရဖို့အတွက်တို့မှာ chance ရှိရဆိုတာမျိုးလေးကိုပြောချင်ပါတယ်เนาะအဲ့တော့ဟုတ်ပြီဒါ DF လေးကြုံရမယ့်အရာပြီးသွားတဲ့အခါမှာเนาะ twin flame DM လေးတွေကရောဘလို့အချက်လေးနဲ့ကြုံတွေ့ရဖို့ရှိမလဲเนาะအဲ့ဒါလေးကိုအချက်ပြောပါမယ်အဲ့တော့ DM လေးကြုံတွေ့ရမယ့်အချက်ကကြတော့ဘာလဲဆိုတော့ okay သူတို့တွေဒီ option တွေအရင်များနေခဲ့တယ်2025မှာတော့ပေါ့နော်သူတို့ option တွေအရင်များနေတယ်နော်ကိုယ့်ရဲ့ DF ရှိကိုပဲပြန်လာရမှာဒါမှမဟုတ်ရှင်တခြား other person ပေါ့နော် third person နဲ့ပတ်သက်တဲ့နေရာတွေမှာပဲသူတို့နေရမလားဆိုပြီးတော့တခြားမဝေခွဲနိုင်တဲ့အချက်တွေရှိတယ်အဲ့ဒီမူဝေခွဲနိုင်တဲ့အချက်တွေသူတို့ဒီ2026မှာတေချာဝေခွဲသွားနိုင်မယ်ဆိုတာကိုတွေ့ရတယ်။ပြီးတော့သူတို့ကိုတကယ်မေတ္တာစစ်ပေးနေသွားဘသူလဲအတူရောင်ပေးနေသွားဘသူလဲအဲ့ဒီအရာတွေကိုသူတို့တေချာသိပါနိုင်မယ်။နောက်တစ်ခုကသူတို့ကိုယ်တိုင်เนาะ player ဖြစ်နေတဲ့သူတွေရှိတယ်เนาะဒီ relationship မှာဘယ်လိုခေါ်မလဲကိုယ်တိုင် cheating energy ဖြစ်နေသူတွေရှိရကွာဒီလားအဲ့လိုမျိုးအဲ့လို cheating energy ရှိနေသူတွေကသူတို့ကိုယ်တိုင်အမှန်တရားပြန်ရှာဖွေပြီးတော့တကယ်ကိုကောင်းမွန်တဲ့ energy နဲ့လူကောင်းပြန်ပြီးတော့ဖြစ်ဖို့အတွက်ဥတည်နေတဲ့သူတွေရှိရဲ့အချို့ DM လေးတွေပေါ့နော်အဲ့ဒီ option တွေအများကြီးရမှကိုယ့်ရဲ့ twin flame DF ရှိကိုအရောက်ပြန်လာနိုင်မဲ့သူတွေလည်းတွေ့ရပါတယ်တချို့ DM လေးတွေကဘယ်လိုပုံစံမျိုးလေးဖြစ်မလဲဆိုတော့okay သူတို့ဒီ responsibility အပြည့်เนาะတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့သူတို့ရဲ့ inner child မှာရှိတဲ့ trauma တွေကိုကုစားသွားနိုင်နေမယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်ဒီပေါ့ဒီ inner child healing ကပေါ့နော်တော်တော်ကြာသူတို့နှစ်တော်ကြာလေးလောက်ထားတဲ့သူလေးတွေတချို့ဆို2နှစ်နဲ့အထက်နော်ဒီ inner child healing ကို trauma တွေကိုပြအောင်ကုစားလာရတာအဲ့ဒီ2နှစ်နဲ့အထက်စ조사လာတဲ့သူလေးတွေဒီ2026မှာလုံးဝကို healing
ပေါ့နော် journey ကလုံးဝ success ဖြစ်သွားမယ်เนาะ inner child healing journey success ဖြစ်တာကိုပြောတာเนาะတခြား karmic pattern တွေကိုပြောတာမဟုတ်ဘူး inner child နဲ့ပတ်သက်တဲ့ trauma ငယ်ငယ်လေးကလေးကရခဲ့တဲ့စိတ်ဒဏ်ရာအဲ့ဒီအရာတွေကို release လုပ်နိုင်လိမ့်မယ်လို့ကဒါမှမြင်ရပါတယ်ပြီးတော့သူတို့ကိုယ်တိုင်တကယ်ကိုအပြစ်ကင်းစင်တဲ့သူတယောက်အဖြစ်ပြန်ပြီးရှင်သန်လာနိုင်မယ်နှစ်တစ်နှစ်လည်းဖြစ်တယ်တချို့ DM လေးတွေအတွက်ကပေါ့เนาะပြီးတော့နောက်တစ်ချက်ကကြတော့တချို့ DM လေးတွေเนาะတချို့ DM လေးတွေက okay winter season เนาะ2026ကအဆောင်ရာသီအဲ့လိုအချိန်မှာသူတို့ကိုယ်တိုင်ကိုဒီခုနကပြောတဲ့ inner child healing လဲ success ဖြစ်သွားမယ်เนาะဘာတစ်ခုလဲဆိုတော့ karmic pattern that person နဲ့မှာပိတ်မိနေတဲ့အရာလေးတွေသူတို့ကိုယ်တိုင် dark side တွေဖြစ်နေတဲ့အရာတွေကနေလုံးဝ awakening ဖြစ်သွားမယ်လို့မြင်ပါတယ်အဲ့ဒါကလည်းကိုယ့်ရဲ့ DF က healing တွေ self love တွေတခြားလောက်ထားတဲ့သူလေးတွေရဲ့ DM လေးတွေကဒါအဲ့လိုမျိုး winter season မှာ awakening ဖြစ်မဲ့ပုံစံမျိုးပါเนาะအဲ့ဒါလေးကိုတစ်ချက်အဓိကထားပြီးပြောပါတယ်တချို့ DM လေးကြုံတွေ့ရမယ့်အရာကကျတော့ okay သူတို့ရဲ့ချစ်ချင်းမြတ်တာကိုပြန်ပြီးတော့အထုတ်ဖော်ပြသနိုင်ပါလိမ့်မယ် express လုပ်နိုင်မယ်သူတို့ရဲ့ love language ကိုတခြားထုတ်ပြနိုင်လိမ့်မယ် phone contact တွေကနေတစ်စစ်သူတို့ရဲ့ DF ကိုတခြားဆက်သွယ်ပြီးတော့ပြန်ပြီးဆွေးနွေးညှိနှိုင်းမှုတွေလုပ်ရလိမ့်မယ်အချိန်လို့မြင်ပါတယ်လုံးဝ block တွေပြီးသွားလိမ့်မယ် unblocking ဖြစ်သွားလိမ့်မယ်เนาะအဲ့ဒါကသူတို့ရဲ့ DF တွေဒီ seven chakra meditation တွေတခြားလုပ်ထားတဲ့သူလေးတွေ karmic တွေကိုတခြား release လုပ်ထားတဲ့သူလေးတွေကသူတို့ရဲ့ DM မှာပါသွားပြီးအကျိုးတရားမှုရှိပြီးတော့အဲ့ဒီ DM လေးတွေသူတို့ရဲ့ချစ်ချင်းမြတ်တာကိုပြန်ပြီးထုတ်ပြလာမှာเนาะ DF လေးတွေရှိကိုအဲ့တော့ union ကတော့လုံးဝရမှာတခြားပေါက်ပဲဆွေးနွေးညှိနှိုင်းမှုလုပ်ရတဲ့သူလေးတွေအားလုံးက2026မှာ DM DF energy လုံးဝ divine timing เนาะကွက်တိဖြစ်သွားပြီးတော့သူတို့ဒီ union ရမယ့်ပုံစံမျိုး union ကိုမှ permanent union เนาะ permanent union ရမယ့်ပုံစံမျိုးမြင်ပါတယ်လုံးဝ second chance universe က chance အကြီး bit heavy changes အဲ့ဒါလေးပြန်လာမှာဖြစ်ပါတယ်เนาะအဲ့တော့သူတို့အနေနဲ့က take action ယူဖို့လိုအပ်တယ်အဲ့တော့အခုနောက်ကပြောဖို့တခုလိုအပ်သွားတယ်ပေါ့နော်ဒီ twin flame DF လေးတွေမှာဆိုရှင်နှစ်ကနန်း life brand number နှစ်ကနန်းပေါ့နော်နှစ်ရက်အဲ့လိုပုံစံမျိုး17ရက်အဲ့လိုမျိုးမွေးဖွားတဲ့သူလေးတွေအဲ့လိုလူမျိုးလေးတွေကဒီ region နဲ့ပို့ပြီးတော့အကျိုးတရားမှုရှိလိမ့်မယ် DM လေးအနေနဲ့ကကြတော့1ရက်နေမွေးတဲ့သူလေးတွေเนาะ10ရက်တို့အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးမွေးဖွားတဲ့သူလေးတွေအတွက်ပို့ပြီးတော့ဒါ resonate ဖြစ်လိမ့်မယ်ဒါပေမဲ့နှစ်ကနန်းတစ်ကနန်းမှရမဟုတ်ဘူးเนาะခုနကပြောတဲ့ healing process ကိုတခြားလောက်ထားတဲ့သူလေးတွေအားလုံး reading ကတော့အကျုံးဝင်တာပေါ့เนาะအဲ့ခုနကပြောတာက special life number ကိုပြောတာပေါ့เนาะအဲ့တော့ဟုတ်ပြီဒါ DM နဲ့ DF energy ခွဲပြီးတော့ပြောပြီးရဲ့နောက်မှာ DM DF နှစ်ယောက်စလုံးကြုံတွေ့ရမယ့်အနာဂတ်အတွက်ဘယ်လိုမျိုးပြောင်းလဲလေးရှိမလဲပေါ့နော်အကျရဲ့ဒီ reading ကိုကြည့်နေတဲ့သူလေးတွေက DM လေးရော DF လေးရောပါလိမ့်မယ်ပေါ့နော် DF ကတော့ပုံများလိမ့်မယ်နော်ဒါပေမဲ့တချို့ကကို DM လို့မသိရတဲ့သူတွေရှိရယ်နော်ဒါပေမဲ့နှစ်ယောက်စလုံးအတွက်အကျိုးရှိမဲ့ဒီ reading ပေါ့နော်ဒါလေးကတော့အဲ့တော့ဟုတ်ပြီနှစ်ယောက်စလုံးအတွက်အနာဂတ်မှာဘယ်လိုမျိုးဆက်ဖြစ်နိုင်မလဲဆိုတာကိုကြည့်လိုက်တဲ့အခါမှာ okay brand minimum လုံးနေတဲ့ relationship တွေကနေရုံထွက်လာနိုင်လိမ့်မယ် DM ရော DF ကောပေါ့နော် brand minimum ဆိုတော့ကိုလုံးဝဟိုဘယ်လိုခေါ်မလဲ0 setting မှာဖြစ်နေပြီတခြားသူတွေအလိုဆန္ဒကိုပဲလိုက်ပေးပြီးကိုတောင်မှပဲ self love မတီဆောက်နိုင်တဲ့သူလေးတွေအနိုင်ကျင့်တဲ့ relationship တွေ narcissist type လို့ပုံစံမျိုးရှိနေတဲ့ relationship တွေအဲ့လို relationship တွေကနေပြီးတော့ DM ရော DF တွေကိုအဲ့ဒီ process တွေကနေရုံထွက်လာနိုင်မယ်နှစ်တစ်နှစ်ဖြစ်တယ်ဆိုတာလေးကိုကျွန်တော်တွေ့ရတယ်အဲ့တော့ self love ကတော့အခုအချိန်နေစပြီးထားပါလို့ပြောချင်တယ်ပေါ့နော် self love ထားဖို့အတွက်ကဒါ intro ရှိမှာဒါ package တွေလည်းရှိရဲ self love မထားတဲ့သူတွေအတွက် self love ထားမယ် package တွေရှိရဲ healing အစကနေစလုပ်မယ် package တွေရှိရဲဒါတွေနဲ့ join ပြီးတော့ကိုပြောင်းလဲတည်ဆောက်ထားပါလို့ပြောချင်ပါတယ်နော်အဲ့တော့ဒီမှာတေချာပေါက်ပဲ2026ကသူတွေအတွက်အရေးကြီးဆုံးအပြောင်းလဲဖြစ်မလဲဆိုလို့ရှိရင် patient practice လုပ်ထားတဲ့သူလေးတွေเนาะလွန်ခဲ့တဲ့2 နှစ်3 နှစ်ဝန်းကျင်လောက်ကလေးကကိုယ့်ရဲ့စိတ်ရှည်တည်ခဲ့မှုကိုယ့်ရဲ့ universe timing ကိုစောင့်စားနိုင်မှုအဲ့ဒီအရာကိုတကယ်လက်တွေ့လှုပ်ဆောင်ပြီး healing လုပ်လာတဲ့သူလေးတွေဒီ2026မှာတေချာပေါက် permanent union ရမှာမျိုးမြင်ပါတယ်ဘလောက်ပဲနေရာဒေတာဝေးกว่าနေပြီ university ပြန်ပြီးပေါင်းစုံဖို့အတွက်ကို chance အများကြီးပေးပါလိမ့်မယ်လို့ပြောချင်ပါတယ်เนาะအဲ့တော့ဟုတ်ပြီအခုဒီပြောပေးခဲ့တဲ့ဒီ reading လေးဒီ twin flame connection လေးအတွက်အဓိကယူရပါတယ်ပြောတဲ့ဒီ reading နဲ့ပေါ့နော်အကုန်လုံးအတွက် resonate ဖြစ်စေဖို့အတွက်ဆုတောင်းပြီးတော့ဒီ reading လေးကိုဖတ်ပေးခဲ့တာဖြစ်ပါတယ်နော်အဲ့တော့ဆောင်ရွက်ရှောင်းလေးတွေတည်ထားပြီးတာဖြစ်တဲ့အတွက်ကိုယ်တိုင်အခုချိန်ကြကနေစပြီးကို train နဲ့ permanent union ဖြစ်ဖို့အတွက်ငါဘာတွေလိုအပ်လဲเนาะ live purpose ရှောက်ဖို့လိုအပ်တာလား healing လုပ်ဖို့လိုအပ်တာလား self love လုပ်ဖို့လိုအပ်တာလားဒါလေးကိုတစ်စစ်ချင်းပြန်တွေးပါမသိတဲ့အရာလေးတွေကို stream မှာလာပြီးတော့ပေါ့နော်ဆွေးနွေးမြင်လို့ရတယ်stream မှာလိုအပ်တဲ့ package တွေလုပ်ပေးထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီရှာဆွေးနွေးလို့ရပါတယ်လို့ပြောချင်ပါတယ်เนาะအဲ့တော့2026အတွက် twin flame အားလုံး good luck ပါလို့ဆုတောင်းပေးပါတယ်เนาะကျေးဇူးများတင်ပါတယ်ရှင်